ချမ်းသာကြွယ်ဝတဲ့အာရီဟာတငယ်ချင်းတွေနဲ့အတူဈေးကိုထွက်လာခဲ့ပါတယ်။လမ်းဘေးမှာတောင်းရင်းနေတဲ့ကျွန်တော်ကိုမြင်တော့သူအံ့ဩသွားပါတယ်။ကျွန်တော်ကသူ့ရဲ့ကောလိပ်ကျောင်းနေဖက်တငယ်ချင်းတစ်ယောက်ပါ။သူတို့အားလုံးကျွန်တော်ကိုဝိုင်းရကြတယ်။သူတစ်ဖြစ်အနီရောင်ဝတ်စုံဝတ်ထားတဲ့မိန်းကလေးပေါ့။သူကကျွန်တော်ရဲ့ရီစာဟောင်းပါ။နောက်မိန်းကလေးတစ်ယောက်ကတော့ဗီဒီယိုရိုက်ပြီးတန်းထဲက group chat ထဲကိုပို့လိုက်ပါတယ်။အဲ့ဒီလိုလောင်ပြောင်ပြီးနောက်သူတို့တွေချော်သွားကြပါတယ်။ကျွန်တော်သူတို့ကိုမှတ်မိပေမဲ့ဘာမှတော့မပြောခဲ့ပါဘူး။ဘာလို့လဲဆိုတော့တကယ်တော့ကျွန်တော်ကဘီလီယံနာတစ်ယောက်ဖြစ်နေလို့ပါပဲ။တထောင်စားတစ်ယောက်ဖြစ်ဟန်ဆောင်နေတာစိတ်သက်ကိုစမ်းသပ်တာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာကြီးလက်တော့ရကကျွန်တော်ရဲ့ရီစာလေးကအမှတ်မထင်ဖြစ်သွားခဲ့ပါတယ်။ကျွန်တော်ကိုတောင်စားဝတ်ဆောင်နေမြင်တော့သူတုံ့သွားပြီးဘာဖြစ်တာလဲလို့အပြေလာမြည်တော့တာပါပဲကျွန်တော်ကလည်းစီးပွားရေးတွေကြာဆုံးသွားလို့တောင်စားနေရပါလို့ပြောလိုက်ပါတယ်ညုံနဲ့မထားတာကသူကျွန်တော်ကိုလုံးဝအထင်မသေးခဲ့ပါဘူးဘာပဲဖြစ်ဖြစ်ကျွန်တော်အနားမှာရှိနေမယ်လို့သူကပြောခဲ့ပါတယ်သူကကျွန်တော်ကိုဟိုတယ်စကူစီခေါ်သွားပြီးအရင်ဆုံးရေရှိုးဖို့ပြောပါတယ်ပြီးတော့ကျွန်တော်တို့ဝတ်စားတွေတော့ဝယ်ဖို့အလင်းမြန်ထွက်သွားခဲ့ပါတယ်ကျွန်တော်လည်းချက်ချင်းပဲလက်ထောက်ကိုအကြောင်းကြားပြီးဒေါ်လာ1ဘီလီယံတန်အကောင့်စားတယ်လီဖုန်းတစ်ခုကိုခိုင်းလိုက်ပါတယ်နောက်3ရက်နေရင်သူ့ကိုလက်ထပ်မဲ့လို့လည်းပြောလိုက်ပါတယ်ကျွန်တော်ရေချိုးပြီးချိန်မှာတော့သူကတန်ဖိုးကြီးဝတ်ဆောင်တယ်မကပဲမင်္ဂလာဆောင်အတွက်ဒေါ်လာ3သိန်းမှပြင်ဆင်ထားတာကိုတွေ့လိုက်ရပါတယ်ကျွန်တော်လည်းခန်းသားတဲ့မင်္ဂလာပွဲကျင်းပပြီးသူ့ကိုဂုဏ်သိက္ခာချီချီလက်ထပ်မယ်လို့ကတိပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဌာနမန်နေဂျာခွဲကအစည်းအဝေးအတွက်စောင့်နေပြီလို့လက်ထောက်ကအကြောင်းကြားလာတာကြောင့်အလုပ်ကိစ္စလေးရှိလို့နောက်3ရက်နေရင်လာခေါ်မယ်လို့သူ့ကိုပြောခဲ့ပါတယ်မင်္ဂလာဆောင်ရက်မှာတော့သူကလှလှပပပြင်ဆင်ထားခဲ့ပါတယ်ဒါပေမဲ့သူ့အမကကျွန်တော်ထပ်ပုံကိုမြင်သွားတဲ့အခါတော့လန့်သွားပြီးကျွန်တော်ကတစောင်းစားတစ်ယောက်ဖြစ်ကြောင်းသူ့အမေကိုပြောပြလိုက်ပါတယ်ဒါကိုကြားတော့အမေဖြစ်သူကဒေါ်တာတကြီးနဲ့မင်္ဂလာပွဲကိုဖျက်သိမ်းဖို့တောင်းဆိုပေးမယ်ကောင်မလေးကညှင်းဆန်ခဲ့ပါတယ်အဲ့ဒီအချိန်မှာအမဖြစ်သူကသူ့ကိုအပြင်ခေါ်ထုတ်ပြီးတိုးတိုးလေးတစ်ခုပြောလိုက်တော့အမေဖြစ်သူရဲ့သဘောထားကရုတ်တရက်ပြောင်းလဲသွားပါတယ်ကျွန်တော်စီဖုန်းဆက်ပြီးဘယ်တော့ရောက်မလဲလို့တောင်းမေးမယ်လို့ဆိုလာပါတယ်ကောင်မလေးကဘာမှမရေးမိပဲအမေဖြစ်သူစီဖုန်းပေးလိုက်မိပါတယ်ဒါပေမဲ့သူ့အမေကကျွန်တော်စီဖုန်းဆက်ပြီးကောင်မလေးကစိတ်ပြောင်းသွားပြီးတထောင်စားနဲ့မညာချင်တော့ဘူးလို့လိန်ပြောပြီးဖုန်းချလိုက်ပါတယ်ကျွန်တော်ကတော့သူဒီလိုလုပ်မယ်လို့မယုံကြည်တဲ့အတွက်လက်ထောက်ကိုဆက်မောင်းဖို့ခိုင်းလိုက်ပါတယ်တစ်ဖက်မှာလည်းအမဖြစ်သူကပိုရုံမှတဲ့အကြံတစ်ခုထုတ်လိုက်ပါတယ်ရွာသားတွေကိုစုယုံပြီးကျွန်တော်ရွာထဲမှာဝင်လာနိုင်အောင်ရွာထဲကနေပိတ်ဆို့ထားဖို့အမေဖြစ်သူကိုပြောလိုက်ပါတယ်ကျွန်တော်ရွာထဲရောက်တဲ့အခါရွာသားတွေကထားကြပါတယ်သူတို့တွေကမင်္ဂလာမဖို့တောင်းတာထင်လို့လက်ထောက်ကိုစာရေးအနီတွေဝေခိုင်းပေးမယ်ရွာသားတွေကအဲ့ဒီစာရေးတွေကိုလွှင့်ပြပြီးလမ်းပေးဖို့ညှင်းဆန်ကြပါတယ်အဲ့ဒီချိန်မှာပဲအဖွားအိုတယောက်ရိုးတရက်တတိလစ်ပြီးလဲကျသွားပါတယ်သူသားဖြစ်သူကသူ့အမေကိုစေးရုံပေးဖို့ကားငားပြားစီလို့ကျွန်တော်ကိုထူထောက်တောင်းပန်ပါတယ်ကျွန်တော်ကတော့သူ့ကိုကုသပေးနိုင်တယ်လို့ပြောလိုက်ပေမဲ့ဘယ်သူမှမယုံကြည်ခဲ့ပါဘူးကျွန်တော်အဖွားအိုကိုမြင်ပြန်မှလဲခိုင်းပြီးကုသဖို့အတွက်အတွင်းအားတွေကိုစတင်ထုတ်လုပ်လိုက်ပါတယ်မြင်ရတဲ့မြင်ကွင်းကြောင့်လူတိုင်းမြင်တတ်သွားကြပါတယ်နောက်တစ်စက္ကန့်မှာပဲအဖွားအိုကမျက်လုံးနဲ့ပွင့်လာပါတော့တယ်ကျွန်တော်သူ့အသက်ကိုကယ်တင်ပေးခဲ့မှန်းသိတော့တဲ့အခါအဖွားအိုကကျွန်တော်ကိုထူထောက်ကြည့်စစ်တင်ပါတယ်ပြီးတော့သူကပဲရောက်သားတွေအားလုံးကိုလမ်းပဲပေးဖို့အမိန့်ပေးလိုက်ပြီးညှင်းဆန်တဲ့သူရှိရင်သူ့ကိုအပြေပေးရမယ်လို့ပြောလိုက်ပါတော့တယ်